ဆက်လိုက်မတော့မီအောင်ခေါင်းမှာလောင်ရင်တက်ထားတဲ့အမျိုးသားမင်္ဂလာပါ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဆက်လိုက်ဆိုတဲ့အမျိုးကတလိမ့်လောက်ဖွာမိလိုက်တာနဲ့ဖြတ်လို့မရအောင်ဆွဲလန်းသွားစီပါရစေစိတ်လေးတလိမ့်ဖြတ်ဖို့ဆိုတာအတော့ခက်ခဲတာပါဒူရီကီနိုင်ငံကအမျိုးသားတယောက်ကတော့ဆက်လိုက်မတော့မီအောင်လို့သူ့ရဲ့ခေါင်းကိုလောင်ရင်တက်ဆင်လိုက်ပါရစေဒူရီကီကအီဘရာဟမ်ယူဆယ်ဆိုသူဟာနှစ်ပေါင်း20လောက်ဆက်လိုက်ကိုဆွဲလန်းလန်းတောက်သုံးခဲ့တဲ့သူပါသူဟာနေတိုင်းတစ်နေ့ကို secret နှစ်ဘူးကုန်တဲ့အထိတောက်ခဲ့ပါရစေဒီရက်မှာတော့အီဘရာဟမ်ရဲ့အဖေဖြစ်သူကဆက်လိုက်ကြောင့်ပဲအဆုတ်ကန်စာဖြစ်ပြီးသေဆုံးသွားပါရစေအီဘရာဟင်မှာအဲ့ဒီနေ့ကလေးကဆက်လိုက်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီးမတောင်းမီအောင်ကြိုးစားခဲ့ပေမဲ့မဖြတ်နိုင်ခဲ့ပါဘူး။ဒါနဲ့ပဲသူကဆက်လိုက်မတောင်းမီအောင်အကြံတစ်ခုရလိုက်ပါရီ။အဲ့ဒါကတော့သူ့ရဲ့ခေါင်းကိုလှောင်ရင်ဆွတ်ထားဖို့ပါပဲ။အီဘရာဟင်ကဂျင်းနန်ဂျိုးနဲ့လှောင်ရင်ပုံစံအဆွတ်တစ်ခုလုပ်ပြီးခေါင်းကိုဆွတ်ထားလိုက်ပါရီ။အဲ့ဒီလှောင်ရင်ရဲ့တော့ကိုတော့သူ့မိန်းမကိုပေးထားပါရီ။သူ့မိန်းမကအစားအစာစားတဲ့အချိန်နဲ့ညားရတဲ့အချိန်ပဲခေါင်းကအဆွတ်ကိုချွတ်ပေးပါရီ။ရေတောက်ရင်လည်းခေါင်းအဆွတ်ကိုချွတ်စီရမလို့အောင်ပိုက်နဲ့တောက်ပါရီ။အီဘရာဟင်ကဒီခေါင်းဆွတ်ကိုအသုံးပြုပြီးနေထိုင်လာခဲ့တာနှစ်အနည်းငယ်ကြာခဲ့ပါပြီ။